စိတ်ဝင်စားဖို့ကောင်းတဲ့ဇာလန်းကောင်းတစ်ခုပဲကျွန်တော်အဲ့ဒီကလေးတွေငိုတဲ့ပိုင်းကျကျွန်တော်ရင်ထဲမှာဆိုးနင်းတက်လာတယ်နင်းတက်လာတယ်ဟိုတကယ်ကိုချိန်ကြီးနေတော့ငိုချပလိုက်ချင်ဒီသက်ဒီရောက်ပြီကျွန်တော်တော့ရေထူးနေပါပြီအဲ့ဒါတော့ကျွန်တော်ငါ့ကိုဒီလောက်ဒီခံစားရအောင်သူတို့လုံနိုင်ပြီလေလို့ဒီချိန်နူးပြီးတော့ဖြစ်တဲ့ခံစားမှုပြလူတွေစိတ်ဝင်စားတယ်လို့ထင်တယ်စိတ်ဝင်စားပါလိမ့်မယ်သို့တော့ဒီဟာအချင်းချင်းရက်ခဲ့ဘူးတော့လေလူတွေသိနေကြတယ်သိနေကြတော့အခုတခါအဲ့ဒီဟာကိုယ့်ရဲ့တင်ပြချက်ကချွန်ထွက်သွားအောင်ကောင်းမြင်အောင်ကောင်းမှုကောင်းဆုံးဖြစ်အောင်လှုပ်ဆောင်နိုင်နေစေပြည်သက်တွေကနှစ်သက်မှာပါကြည့်ပြီးရင်သဘောကျမှာပါသဘောကျရင်တဦးချင်းသဘောကျတာနေပြီးတော့အများပြန်နှံသဘောကျမှာပါပြောချင်တာကတော့ကျွန်တော်ရေးတဲ့ဝတ္ထုကိုအခုဒါရိုက်တာကိုဝင်းလွင်ထက်ရုပ်ရှင်မင်းသားကိုမြင့်တို့နောက်ခုနမင်းသမီးမင်းသားတွေအဝင်ပူပေါင်းပြီးတော့တရုတ်ဆောင်နေစူးစမ်းဆောင်ရွက်တာစိတ်ဝင်စားဖို့ကောင်းတဲ့ဇာလန်းကောင်းတစ်ခုပဲကျွန်တော်အဲ့ဒီကလေးတွေငိုတဲ့ပိုင်းကျကျွန်တော်ရင်ထဲမှာဆိုးနင်းတက်လာတယ်ဟိုတကယ်ကိုချိန်ကြီးနေတော့ငိုချပလိုက်ချင်တယ်ဒီသက်ဒီရောက်ပြီကျွန်တော်တော့ရေထူးနေပါပြီအဲ့ဒါတော့ကျွန်တော်ငါ့ကိုဒီလောက်ဒီခံစားရအောင်သူတို့လုံနိုင်ပြီလေလို့ဒီချိန်နူးပြီးတော့ဖြစ်တဲ့ခံစားမှုပြရန်ကိုလွန်စရာနဲ့ဖြစ်တဲ့ခံစားမှုမျိုးမဟုတ်ချိန်နူးနှစ်သက်ရနေပြီးတော့ဖြစ်ပေါ်တဲ့ခံစားမှုအဲ့ဒီစိတ်မကောင်းခြင်းလည်းပါတော့ပြစိတ်မကောင်းခြင်းနဲ့မှကောင်းတဲ့ဟိမန်ချက်တွေရှိနေတာကိုလည်းတွေ့ရတာပေါ့ဗျာအဲ့ဒီဟာတွေကိုပေါင်းစပ်နိုင်တာပေါ့အဲ့ဒါကြောင့်မို့လို့ဒါရတမြောက်ဖန်တီးနိုင်တယ်ကြည့်တဲ့လူတွေကျွန်တော်ထင်ပါတယ်လေကျွန်တော်ဆိုးနင်းကြေကွဲခံစားရတယ်လို့သူတို့မျက်ရည်တွေကြောက်ခံစားရပါလိမ့်မယ်လို့ဒီလိုလေးတော့ကျွန်တော်တရားပြောနေတာလေးကိုပြောချင်ပါတယ်